So hello everyone ဒီနေ့ကျွန်တော်ဒီဗီဒီယိုထဲမှာတော့ Mighty ထဲမှာ Mighty game ပေါ့နော်ဆော့မရတဲ့ခုံးနေတဲ့အတွက် error လေးကိုကျွန်တော်ဖြည့်ရှင်းပေးမှာဖြစ်ပါတယ်နော်ကျွန်တော်သိတဲ့လောက် error လေးကိုကျွန်တော်ဖြည့်ရှင်းပေးတော့မှာဖြစ်ပါတယ်နော် Mighty ဥဘင်းကိုဆော့မယ်ဆိုလို့ရှိရင် Wi-Fi line နဲ့ပဲဖြစ်ဖြစ်အခြား single line နဲ့ပဲဖြစ်ဖြစ်မဆော့ကြပါနဲ့နော် only Mighty single line နဲ့ပဲဆော့ပါနော်အခြား Wi-Fi ဖြစ်ဖြစ်အခြား single line နဲ့ဖြစ်ဖြစ်အဲ့လိုဝင်မရပါဘူးနော်ပြီးတော့တချို့လူတွေကပြောရတော့ Mighty ထဲဂိမ်းထဲဝင်တော့60ရနဲ့မကျော်တော့ဘူးဆိုတော့အဲ့ဒါ line မကောင်းလို့ပါနော်အချိန်လေး9မိနစ်10မိနစ်လောက်ဝင်ပြီးဆောက်ပေးလိုက်ပါနော်သူ့ဘက်သူဝင်သွားပါမယ်နော် line မကောင်းလို့ပါနော် no error တခုကတော့ install လုပ်လို့မရဘူးတဲ့အဲ့လိုပြောကြပါတယ်နော် install လုပ်လို့မရဘူးဆိုလို့ရှိရင် application တွေကို down လိုက်ပါ down ပြီးတော့ဒီမှာ save to file ဆိုတာဟာလေးကိုတစ်ချက်ပြန်နှိပ်ပေးလိုက်ပါနော် Telegram တက်ဝင်ပြီးနော်နှိပ်ပြီးသွားပြီဆိုလို့ရှိရင် file manager နဲ့ပြီးတစ်ဆက်ဟိုလေပါ install ပြန်လုပ်ကြည့်ပေးပါနော်ဒီ file manager ပေါ့နော် brother တို့ကုန်းမှာလည်း file manager ဆိုပြီးရှိပါမယ်နော်အဲ့ထက်ဝင်ပြီး application ချပြီး install လုပ်ကြည့်ပါနော်ကဲနောက်တစ်ခု error လေးကတော့ my ဗာလဲ install လုပ်တဲ့ site မှာဒီလိုမျိုးလေးပေါ့နော်ဒီလိုမျိုးလေးပေါ်လာပါတယ်နော်ဒီလိုမျိုးလေးပေါ်လာပြီဆိုလို့ရှိရင်ဒီ more detail ကိုတစ်ချက်နှိပ်ပေးလိုက်ပါ more detail ကိုနှိပ်ပြီးသွားပြီဆိုလို့ရှိရင်ဒီအောက်က install anyway ကိုနောက်တစ်ချက်ပြန်နှိပ်ပေးလိုက်ပါနော်ကဲဒီမှာ install anyway နှိပ်ပေးလိုက်တာနဲ့ install လေးဖြစ်သွားပါမယ်နော် application ထွက်သွားပါမယ်နောက်တစ်ခုပြောကြတာတော့အိမ်တုံးကလို့အသက်3ခုနဲ့ဆော့လို့မရတော့ပါဘူးတဲ့ diamond 1000ရတဲ့ gain တွေကဆော့လို့မရတော့ပါဘူးတဲ့ဟုတ်ပါရဲ့နော်ဒီဥစ္စာလေး application တိုင်းမှာအတိုင်းပါပဲနော်အသက်6ခုပေးမှသာဆော့လို့ရမှာပါနော်ကျွန်တော်ထပ်ပြောပြမယ့်ဟာကတော့ပေါ့နော်ဒီအထက် Mighty ဥ gain တွေကဒီအသက်လေးပေါ့အများကြီးဘယ်လိုပွားရမလဲဆိုတော့ကျွန်တော်ပြောပြပေးပါမယ်နော်အသက်လေးအများကြီးပွားဖို့အတွက်ကျွန်တော်ရဲ့ဒီအောက်က more ဆိုတဲ့ video အောက်ကပါနော် more ဆိုတဲ့ဟာလေးကိုနှိပ်ပြီးdescription ထဲမှာပေါ့နော်ကျွန်တော်ရဲ့ Telegram channel လေး link ရှိပါမယ်အဲ့ဒီ channel link ထဲဝင်ပြီးဒီ channel ပိုင်အောင်မှာပေါ့နော် channel ပိုင်အောင်မှာအသက်ပွားရ GB ဆိုပြီးကျွန်တော် GB link လေးတစ်ခုချပေးပါရနော်အဲ့ဒီ GB ထဲမှာဝင်ပြီးအသက်တွေတယောက်နဲ့တယောက်ပေးလို့ရပါတယ်နော်အခုလက်ရှိ GB ထဲမှာ member ပေါင်း1600ကျော်ရှိပါတယ်နော်တယောက်နဲ့တယောက်အသက်ပေးမှစော့တင်းနေအများကြီးသူတို့လုပ်နေပါတော့စော့ကြအများကြီးသူတို့ဆူစားနေပါတယ်တကယ်ချင်းမဆွေတို့လည်းသွားပြီးအဲ့လိုစော့ကျင်းနေအများကြီးဆူလာလို့ရပါတယ်နော်အသက်တွေတယောက်နဲ့တယောက်ပေးပြီးပေါ့နော်အကယ်လို့အစားမိုင်ဒီဥဂိမ်း application လေးအဆင်မပြေဘူးဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီ Techno Mighty Pro ဆိုတဲ့ application လေးတစ်ချက်သုံးပေးကြည့်ပါနော်ကျွန်တော်ရဲ့ဒီ application လေးကိုလည်းကျွန်တော်ရဲ့ Telegram channel မှာ download နိုင်ပါတယ်နော် Mighty point MBD free ကုန်စည်မျိုးကိုပါကျွန်တော်ရဲ့ Telegram channel မှာကျွန်တော်တင်ပေးပါရနော်ဒါကြောင့်ကျွန်တော်တို့ရဲ့ Telegram channel လေးကို join ပေးကြပါနော် description မှာနဲ့ comment မှာကျွန်တော်ရဲ့ Telegram channel လေးရှိပါမယ်နော်ကဲဒါဆိုရင်ဗီဒီယိုလေးကဒီတော့ပါပဲကျွန်တော်တို့ရဲ့ channel လေးကိုပါ subscribe မလုပ်ရသေးရင် subscribe လုပ်ပေးပါလို့ကျွန်တော်တို့တောင်းဆိုချင်ပါတယ်ဒီ subscribe ဆိုတာဟာလေးကိုနှိပ်ပြီး subscribe လုပ်ထားနိုင်ပါတယ်နော်